ပြန်ကြဟာဟုတ်ပြီဒီလိုပါမင်းတို့ကလေမင်းတို့ဘာမှပြောစရာမလိုငါပဲပြောမယ်လို့ပြောတာမင်းတို့အခုရောက်လာတဲ့အချိန်ရယ်မင်းတို့ရဲ့ပုံစံတွေကြည့်ရတာမင်းတို့မှာတောကတွေကိုစီပိုက်လာပုံပဲအဲ့တောကလည်းတခြားတောကမဟုတ်ဘူးမင်းတို့ရဲ့မိန်းမတွေနဲ့ပတ်သက်တဲ့ပြဿနာတွေပဲဖြစ်ရမယ်ဟာမဟောဘဲနဲ့မှန်တာဟောလို့မှန်တာမဟုတ်ဘူးလားမမေးဘဲနဲ့ဖြေတာမှန်တယ်လို့ပြောတာမေးကြတော့မလို့ဖေးတင်ဆရာဥရှင်ကြီးရင်ကမိုင်ဥရှင်ကြီးလို့မဟုတ်ဘူးနော်ရင်ကရေချိုးပိုင်တယ်အဲ့ဒါကြောင့်ဖြေဆိုတာအဲ့ဒါမင်းဘာမှမသိတဲ့ရန်တန်းလို့ဖြစ်ရတာနော်ကဲမင်းတို့ရေစုစာဟောပဲဟုတ်ကဲ့ပါဆရာမင်းမိန်းမရဲ့ဝိသက်ကပြောစမ်းဟိုဆရာဟိုကျွန်တော်တက်ကရစ်ပေးရမှာမဟုတ်ဘူးလားအော်ဒီမှာမင်းတို့သိအောင်ပြောထားအောင်ပဲဆရာကိုဆရာမလုပ်နဲ့ဆရာလည်းဆရာတွေကိုဆရာမလုပ်ဘူးဆရာကိုဆရာလုပ်တာလည်းမကြိုက်ဘူးဆရာကိုဆရာလုပ်ချင်ဆရာတွေရှိမှဆရာဖြစ်တဲ့နဲ့တိတ်ပြီးဆရာကိုဆရာလုပ်လောလောဆယ်ဆရာကိုဆရာလာမလုပ်နဲ့နော်ဆရာမပြောနေတယ်ဟဲ့ဆရာလို့ပြောနေတယ်နော်ပြပစောက်ပိတ်ထားကဲမင်းမဘယ်နှခုလဲဟိုတစ်ခုတည်းပါဆရာတော်တော်ကြီးလားအဲ့ဒါတော့ရှိတယ်ဆရာတော်ကြီးတာဗောဟာဟဲ့ဘိုက်ဆောက်ပြောနေမင်းဟိုဆရာဟိုဗာမေးတာလဲအိုးမင်းမေးတဲ့အသက်ကြီးလားလို့မေးနေတာမကြည့်ပါဘူးဆရာအေးအဲ့ဒါဆိုဘယ်နှခုလဲဟိုတစ်ခုလို့ပြောပြီလေဆရာမင်းမတစ်ခုတည်းတော့မဖြစ်နိုင်ဘူးဒီပြန်နဲ့ကပ်ပြီးမွေးမှာဗောကွာမင်းကလေ90နဲ့တစ်ခုပါဆရာအေး60ခုလို့ပြောလဲပြီးနေတဲ့ကိစ္စကိုကွာနေသမောင်1992ခုနဲ့ငါးမျက်နှာနဲ့ဘာဆိုင်လို့လဲဟေးကောင်ပြီးမှအဲ့ဒီ62ခုနဲ့မင်းနဲ့ဘာဆိုင်ဆိုငါပြီးတွက်ပြမယ်နော်မင်းမစားပိတ်တာဟာမင်းကဗရဏကတုံးအောင်ရောက်နေတာလေအဲ့ဒါကျွန်တော်တိတ်တော့မှာပေါ့နော်ဆရာဩဟိုဒီလိုပါကွာတေးတယ်ဆိုအဲ့လိုတေးတာမဟုတ်ဘူးမင်းမီးတေသွားစေရမယ်မိမနဲ့ပတ်သက်ပြီးတော့နော်ငါလုပ်ပေးလိုက်မယ်နော်စိတ်ကြကဲမင်းပြောစမ်းပြောချင်တာဆရာဟိုကျွန်တော်မိမဇာကြီးလွင်ကယာဒီကိုဟုတ်လားယာဒီအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ယာဒီမသိတာချုံနဲ့ညီးတာချုံဆေးစရာနော်တာချုံအဲ့ဒီကိစ္စကြီးကျွမ်းတယ်ယာဒီမသိရင်တာချုံနဲ့တော့ညှိလိုက်မဟုတ်လေဆရာမို့စေးတောက်ချင်တာမဟုတ်ဘူးလေကျွန်တော်ယာဒီကွင်နဲ့နေထုတ်ပလိုက်ချင်တာအိဆာယာဒီဘယ်လိုသုံးလိုက်လဲအတုံးလုံးယာဒီကွင်နဲ့ယာဒီကွင်နဲ့စိုးမို့တယ်မင်းသုံးတယ်ဟုတ်ကဲ့အော်မင်းလည်းတိအောင်ပြောလိုက်အောင်မယ်နော်ဆရာမလုပ်နဲ့ဆရာလည်းဆရာတွေကိုဆရာမလုပ်ဘူးဆရာကိုဆရာလုပ်တာလည်းမကြိုက်ဘူးဆရာကိုဆရာလုပ်ချင်ဆရာတွေရှိမှဆရာဖြစ်တဲ့နဲ့တက်ပြီးမှဆရာကိုဆရာလာလုပ်လောလောဆယ်ဆရာကိုဆရာလာမလုပ်နဲ့ဟုတ်ပြီတော့ဆရာမစကားနားထောင်ပါဖြစ်ကောဆရာမင်းတို့များနေပြီဆရာမပါလို့အေးမင်းပြောဆိုလေးနော်မင်းပြောဆိုလေးနည်းနည်းလူတယ်ကဲမင်းလေပြောစမ်းဟိုကျွန်တော်မိမဘုတ်ဆုံမဝဝကြီးအဲ့သူ့ကိုလေလျှော့လိုက်တယ်လို့လေပြားချက်သွားအော်အဲ့ဒါဆိုရင်တော့ငါနဲ့မဆိုင်ဘူးနော်တာဆူကြီးတော့ तू ဆေးစရာပိတ်ဆေးတောက်ခိုင်းလိမ့်မယ်မဟုတ်ဘူးဆရာဟိုကျွန်တော်ပြောတာလေဘေးရင်နီးနေပေါ့ဆရာကြီးသူ့ကိုမဟာဗုဒ္ဓတိုင်ထူပြီးတော့ဘလောက်ကျွင်းလဲပေါ့တွက်ချက်ပြီးတော့ပုရိပင်ကဟုတ်တာနေတာဘလို့စကားလုံးတုံးတယ်ဘလို့စကားလုံးတုံးလိုက်တာလေဟမ်ဘေးရင်ပညာနဲ့တွက်ချက်ရမယ်ဘလောက်ကျွင်းလဲပုရိပင်ကဘာညာဟာမင်းပြောထားအောင်ဆရာကိုဆရာမလုပ်နဲ့ဆရာလည်းဆရာတွေကိုဆရာမလုပ်ဘူးဆရာကိုဆရာလုပ်ချင်ဆရာ